ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်လုပ်ပြပါဒီဗီဒီယိုကလေးကြတော့ကျွန်တော်လိုမျိုးစောမတတ်တဲ့လူတွေစောမကျွမ်းတဲ့လူတွေတော့ပါနော်ဆရာကြီးလေးတွေကြော်ပြီးပါလို့โอเคဒီဗီဒီယိုမှာဆိုရင်တော့ကျွန်တော်ဘာလို့ပြောမလဲဆိုရင်ကွာ brother တို့ဆော့ရကွာတချို့လူတော့ forbidden ကြီးပဲရှင်းပြောကွာပွင့်နေရနဲ့ forbidden ရှင်းကြောင်းနဲ့ကိုဆော့လို့တိတ်မကျွမ်းတာဘယ်လိုပြောရမလဲကိုဆော့လို့တိတ်မကျွမ်းဘူးတိတ်တော့မဟုတ်တာဘူးဆိုရင်ကွာဟို forbidden ကိုတော့အရင်မစင်ပါနော် lockdown ဆင်းရင်တော့ပို့ပြီးတော့ဆင်ပြေတယ်ပေါ့ကျွန်တော်အချံပေးရပေါ့နော်ဘာဖြစ်ဆိုရင်ကျွန်တော်ကို brother တရားလို့ပြောတယ်ကျွန်တော်ဒီမှာဆော့ကွာတေးရွက်တေးနေဘာမှမလုပ်ရသေးဘူးတေးရောပေါ့ကွာမင်း forbidden တော့ဆင်းတာလေမင်းကဟိုဆရာကြီးရတဲ့မျိုးတရားအောင်လေကွာဟာဆောက်ကျိုးနေစိတ်ကိုတည်တည်ငြိမ်ငြိမ်လေးထားစမ်းပါကွာဒါလောကရန်တရားရဲ့ပုံမှန်ပြတ်ကွက်တွေပါငွေနဲ့ကတည်းက โอเคအေးကြောက်ကိုဖော်မကောင်းဒါဖြစ်ကိုဆော့တာတိုက်ရဆင်မပြေကွာတွားမဆိုရင်တော့ lockdown လေးကိုတွားပြီပေါ့ lockdown လေးမှာဆိုရင်တော့ကိုနည်းနည်းဆော့ရတာအဆင်ပြေမှတော့ကျွန်တော်ထင်တယ်ပေါ့နော်ဘာဖြစ်ဆိုရင် T3 တို့တခါလေးဆို T1 တို့ဒီတခါလေး T4 တွေလည်းပါမယ်တခါလေးစောက်ကျိုးနေတွေက T6 နဲ့ T5 နဲ့ဆင်းလာတဲ့ဟာတွေကလည်းရှိသေးတယ်ဟေးလေးလို့သိလာတယ်ငါမင်းကိုကြည့်မရဘူးဗျာအေးပြီးတော့တကယ်လို့ brother တို့က lockdown ဆော့လို့ကွာlockdown မှာတိတ်ပြီးတော့ဆင်မပြေဘယ်နေရာသွားမဆို normal ကိုသွားnormal မှာဆိုရင် lucky ကတခါ ready ရရင်ရမယ်တခါလေးကိုသမီးနာတို့ဘာညာရမယ်နောက်တော့ lockdown မှာကဆိုရင်ကွာတကယ်လို့ကိုတေးချဆော့ရင်ကွာအနည်းဆုံးတော့တသိန်းကျော်တော့ရမယ်တကယ်လို့ကောင်းကောင်းဆော့ရင်ကွာအေးတော့ကြောက်ကျွန်တော်ကြံပေးတော့ဗောနော်ဆော့မတတ်တဲ့လူတွေတော့ကိုဟာကိုလောကြည့်ပြီးတော့ forbidden ဆော့ရင်လည်းဆော့သွားပြီးတော့ဆက်တူမောရအောင်ဗောကျွန်တော်လိုမျိုးခဏရ forbidden ရပါမယ်မဆိုင်လိုက်တော့ကွာ โอเคဒီနေ့ဗီဒီယိုတော့ကြည့်ပြီးတော့ကျေးဇူးပါလို့